မနက်ခင်းအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကို live ဗီဒီယိုမှာအမြဲတမ်းနော်အားပေးတဲ့ကိုရီမတွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နေတိုက်တွေပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ကန်ဆယ်အဖွဲ့ဝင်တွေပဲဖြစ်ဖြစ်နော်အားလုံးကိုနော်ညွန်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာနော်ဘာလို့ဆိုကျွန်တော် live မှာအားပေးတဲ့အကိုရီမတွေအားလုံးကိုခုနပြောလို့စိတ်ဝင်စားလို့ဝင်ကြည့်တဲ့ကိုရီမတွေအားလုံးကို live လေးကိုအစအဆုံးကြည့်ပါနော် live လေးကိုအစအဆုံးကြည့်ပါနော်ကျွန်တော်ဒီ live ထဲမှာအားလုံးအတွက်နော်အဓိကလုံးဝမယ့်ဟာလေးပဲကျွန်တော်ပြောပေးထားတယ်နော်လိုက်ရမယ့်ဟာလေးပဲပြောပေးထားတယ်နောက်တစ်ခုကဘာလဲဆိုတော့နော်ကျွန်တော်အကိုဒီမတွေအားလုံးပဲအခုဒီဘက်မှာဆိုရင်ဒါဂျာတာပရင်းနေညက်နေရတောက်ကြနေမနဲ့ညရပဲရှိတော့တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဗျာဟိုကျွန်တော်ဒါအကိုဒီမတွေအားလုံး3ချိန်ရှိတယ်3ချိန်မှာကျွန်တော်တက်နိုင်လောက်နော်ဒါ3ချိန်ဒီမှာမရရင်တော့အလုံးတစ်ချိန်2ချိန်ကတော့ကျွန်တော်အကောင်းဆုံးနော်စူးစမ်းပေးပါမယ်ဘာလဲဆို